ရွာတူရွာမှာထင်ရှားကျော်ကြားတဲ့သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိတယ်။သူဟာသင်္ချာပညာမှာတော်လွန်းလို့ဘရင်ကတောင်သင်္ချာဘာသာအတွက်သူ့ကိုခေါ်ယူတိုင်ပင်ရတယ်။ဒီနေ့မှာရွာတကြီးကသူ့အိမ်ကိုလာလေရင်ခုလိုပြောတယ်။ခမရတာပဲရှိရဲ့တိုင်ပြီးခလို့ဖြစ်နေရခမရရဲ့တာကတော့ရှင်းနေဝင်မှာဘေဟာကအဖို့တမနာပတိကိုထူလိုက်တာအားလိုက်တာလူရောပြားတဲ့။နောက်ပိုင်းမှာလည်းနေ့စဉ်ရက်ဆက်အဲ့ဒီစကားကိုကြံတဲ့ရွာလူကြီးတွေရှေ့မှာပြောပြီးစနောက်နေလို့သင်္ချာပညာရှင်ဟာကြာတော့ရှက်လာတယ်။ဒါကြောင့်10တန်းကျောင်းသားဖြစ်တဲ့သူ့သားကိုမေးတယ်။ဒါရှီနေငွေဘေဟာကပူပြီးဖို့တန်လေရှီပါပြီ။ဒါဆိုရင်မင်းကဘာလို့ရွာလူချီကိုငွေကပို့ဖို့တယ်လို့ပြောရလဲ။အဖေကိုမင်းဟာရှီနေငွေဘေဟာဖို့တမနာပတိဘူးလို့နေတိုင်းလာပြောတယ်ရောအဖေရှက်တာပေါ့အော်ဒီလိုလားတားရှိပြပါမယ်ကျွန်တော်မနဲ့ကြောက်သွားလို့တကြီးအိမ်ရှိပြတဲ့တကြီးကကျွန်တော်ကိုအိမ်မော်ခေါ်တယ်ပြီးရင်သူကလက်တဖွာတစ်ဖက်ပေါ်မှာရွှေထင်းကတပြားနဲ့နောက်လက်ဖွာပေါ်မှာငွေထင်းကတပြားကိုတည်ထားပြီးပိုတက်မိုးကြီးတာကိုရှို့လို့ပြောလို့ငွေထင်းကပြားကိုရှို့ပြီးအိမ်မော်ကဆင်းလာတယ်တကြီးနဲ့ရွာလို့ကြီးတဲ့တာဟန်နဲ့ရှင်မောကျဲနေခဲ့ကြတယ်နေအိမ်တကြီးကရွှေနဲ့ငွေတမိုးကြီးရာကိုရွှေခိုက်ပြီးရှင်းရှာလုပ်နေကြတယ်။ဒါမင်းဟာရွှေရတော့ဖို့ပူချီမတည့်ထားတဲ့ဒီတိုင်းပါလို့ငွေရင်းကားတွေကိုပဲရွှေချရတယ်။အဖေတာခမ်းမျိုးခဏလိုက်ခဲ့ပါ။ကြာကြာရှိလို့ပါ။အဖေဟာတာခမ်းထဲကိုလိုက်သွားတယ်။ဒါကတုကရင်အောက်ကတစ်တာတစ်လုံးကိုဆွဲထုတ်လိုက်ပြီးအဖုံးကိုဖွင့်ပြလိုက်တယ်။တစ်တာထဲမှာငွေတင်းကအပြား100လောက်ရှိမယ်။တားကသူ့အဖေကိုလှမ်းကြည့်ရင်ခုလိုပြောလိုက်တယ်။ဒီကဲလို့တားတာရွှေတင်းကားပြားကိုရွေးချယ်လိုက်ရင်ပထမနေ့မှာပဲပွဲပြီးသွားမှာပေါ့။တကြီးကရွှေတင်းကားပြားကိုနောက်ရက်ပဲပေးပါတော့မယ်။ဒီပုံမြင်လေးရဲ့နမူနာယူစရာသင်ခန်းစာအနေနဲ့ဆိုရင်တကယ်လူလေတွေကလူအလိုဟန်ဆောင်တတ်ကြတယ်ဆိုတာပါပဲ။သူတို့ကိုလူအလိုထိနေကြသူတွေကိုပိုလိမ်လို့လွယ်ကူတဲ့အတွက်ကြောင့်ပါ။